平安。有時喺我們的情緒嗰啲，感謝上帝給我機會站在這裡向你們分享我的見證。係一件一接觸到得阿片點樣嘛？得你看每日對電視啲嗰啲。我先介紹我自己，我叫 Max。ကျွန်တော်နာမည် Max လို့ခေါ်ပါတယ်。我今年40歲。အခုကျွန်တော်အသက်40ရှိပါပြီ。我33歲嘅時候我才認識主。ကျွန်တော်အသက်33နှစ်တုန်းကမှခရစ်တော်ယေရှုဘုရားကိုတည်ကျွမ်းခွင့်ရခဲ့ပါတယ်။在我信主之前，ကျွန်တော်ခရစ်တော်ကိုမယုံကြည်ခင်တုန်းက我過的生活非常的不好。ကျွန်တော်ရဲ့အသက်တာဟာတမပဲဆိုးရွားလာပါတယ်။ 因為家庭環境的關係啊。ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့မိသားစုနဲ့ပတ်သက်ပြီးမှ我12歲我就開始抽煙喝酒。ကျွန်တော်အသက်12နှစ်ကလေးကကျွန်တော်ကအရက်တောက်ဆက်လက်တောက်နဲ့ပြည့်စည်ခဲ့ပါတယ်။ 身邊的朋友都是抽煙喝酒抽白粉。ကျွန်တော်ရဲ့ပတ်ဝန်းကျင်တငယ်ချင်းပေါင်းတွေအားလုံးကလည်းနံပါတ်4ရှိကြပါတယ်။ငွေစေဝါသုံးဆွဲခဲ့ကြပါတယ်။ 過的那些生活都是很不正常的。ဒါကြောင့်မလို့အဲ့ဒီအချိန်မှာတော့ကျွန်တော်ရဲ့အသက်တာတမပဲဆိုးရွားလာပါတယ်။ 那麼從小我父親有叫我來教會。ကျွန်တော်ရဲ့မိခင်ကကျွန်တော်ကိုဘုရားကျောင်းခေါ်လာတယ်我去過幾次。ဘုရားကျောင်းကိုကျွန်တော်5ချိန်တော့ခဲ့ပူပါတယ်我們不喜歡，因為在教會斯文，不可以抽煙，不可以喝酒。ကျွန်တော်ဘုရားကျောင်းသွားတာမနစ်တက်ဘူး။ဘာကြောင့်လဲဆိုတော့ဘုရားကျောင်းမှာစလိတောက်လို့မရဘူး။အရက်တောက်လို့မရဘူး။ဘုရားကျောင်းမှာကိုယ်လေးဝါလို့မရဘူး我就去拜那個偶像。ကျွန်တော်ကရုပ်တုစိတ်တုပဲတောပြီးမှကိုယ်ွယ်ခဲ့တယ်那個偶像頭髮長長，那個舌頭長長的。ကျွန်တော်ကိုယ်ွယ်တဲ့ဒီရုပ်တုကစပင်းရှိရဲ့ပြီးရင်သူ့ရဲ့တွားကလည်းရှိတယ်那個什麼都可以做，可以抽煙、抽白粉，什麼都可以。အဲ့ဒါကျတော့ဘာမှမလုပ်ရတယ်အရက်တောက်စလိတောက်ခိုင်းတယ်တဲ့但是呢，你要拜那個東西，不能有光，什麼光都不能。သို့တော်လည်းအဲ့ဒီရုပ်တုကိုကိုယ်ွယ်တဲ့အခါမှာဒီလိုအလင်းလုံးဝရှိလို့မရဘူးတဲ့暗暗的。အမောင်တုမှာပဲကိုယ်ွယ်ရတယ်လို့所以那時候開始，我的人生也是暗暗的。ဒါကြောင့်မို့ကျွန်တော်ရဲ့အသက်ကလည်းအမောင်တုထဲမှာပဲတွားလာဖြစ်ပါတယ်沒有工作，အလုံးမရှိဘူး晚上睡覺就怕警察來敲門。ညအဲ့ဒီခါကျရင်လေရဲကတကားလာခောက်မယ်ဆိုတော့ကျွန်တော်စိုးရိမ်ခဲ့တယ်今天不懂明天要怎麼過。ဒီနေ့ဘာဖြစ်မလဲနောက်နေ့ကောဘာဖြစ်မလဲဆိုတော့မသိခဲ့ပါဘူး這樣的日子一直到我33歲。ဒီလိုတက်တာမျိုးကျွန်တော်အသက်33နှစ်တိုင်တိုင်အကြည့်နေခဲ့ပါတယ်那時候我真的是走投無路了。အဲ့ဒီအချိန်မှာကျွန်တော်ရဲ့လမ်းကြီးကဘယ်နေရာကိုတွားရမလဲဆိုတော့မသိခဲ့ပါဘူး突然間我想到上帝。အဲ့ဒီအချိန်မှာဘယ်ဟာကိုရှိတာလဲဆိုတော့ကိုတတိယခဲ့我向上帝求他幫我，給我一個新的日子。အဲ့ဒီအချိန်မှာကျွန်တော်ရဲ့မိခင်ပြောတဲ့ထာဝရဘုရားကိုကျွန်တော်ဆုတောင်းတယ်ဘုရားကြီးကျွန်တော်ကိုလမ်းပြပါလို့ဆုတောင်းခဲ့ပါတယ်因為那時候我沒有工作，我的健康也是很壞。ဘာကြောင့်လဲဆိုတော့အဲ့ချိန်မှာကျွန်တော်အလုပ်လည်းမရှိဘူးအတိုင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်ငွေစေဝါတောက်စားတဲ့အတွက်ကြောင့်ဘယ်ချိန်ရဲလာဖမ်းလဲဆိုစိုးရိမ်တကြီးဖြစ်နေလို့ဖြစ်တယ်我一求上帝，上帝就來。တကယ်ပဲအသက်ရှင်တဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆုတောင်းတဲ့အတိုင်းဘုရားပြန်ကျွန်တော်ကိုမဆာဖြစ်ပါတယ်我們的上帝是無所不在，無所不能。ကျွန်တော်ဘုရားကြီးဟာအရာခတ်သိမ်းကိုတတ်နိုင်စွမ်းတဲ့ဘုရားဖြစ်တယ်在什麼地方你有什麼困難，你馬上可以祈禱，馬上可以叫他。ကျွန်တော်ဘလို့ပဲခက်ခဲနေပါစေဘုရားခင်စီဆုတောင်းတဲ့အခါမှာဘုရားခင်ကျွန်တော်ကိုမဆာတယ်ဆိုတော့ခံရပါတယ်我33歲信了耶穌之後，ကျွန်တော်အသက်33နှစ်မှာခရစ်တော်ကိုယုံကြည်ပြီးတဲ့နောက်ပိုင်းမှာ我有一個真幹的生意。အဲ့ဒီချိန်ကနေစတင်ပြီးမှကျွန်တော်လုပ်ငန်းကိုင်ငန်းရှိခဲ့တယ်စီးပွားရေးလုပ်ငန်းရှိတာဖြစ်တယ်我有新的朋友，新的生活。ကျွန်တော်ကအသက်တော်ရဲ့ချင်းအသက်တော်အသက်တာနဲ့ကျွန်တော်ရှောက်နိုင်ခဲ့တယ်跟我的家人關係，跟我的全部朋友都很好。အိမ်တော်မိသားစုများနဲ့တငယ်ချင်းပေါင်းသင်းများနဲ့လည်းဒီတန်းမှာပဲချစ်ကြည်ရင်းနှီးလာခဲ့ပါတယ်現在我不抽煙，我不怕警察來找我。
အခုချိန်မှာကျွန်တော်စရိတ်အရက်မတော့တော့ဘူးရဲကတကားလာခောက်လို့ဆိုတော့လေကျွန်တော်စိုးရိမ်စရာမရှိတော့ဘူး感谢上帝给我一个新的生活ဖခင်ကကျွန်တော်ကအသက်တော်သက်တာပေးတဲ့ကြောင့်တမ်းမှာပဲကျေးဇူးတင်တယ်把一切荣耀都归给我们的主ကျွန်တော်ရဲ့သက်တာအားလုံးကိုလည်းကျွန်တော်ဖခင်ရဲ့ရှိမှကျွန်တော်အနန္တဖြစ်ဖြစ်ပါလေရရှိတဲ့ဘုရားကိုကျေးဇူးတင်ပါတယ်